ဟိုတယ်အခန်းနာကြီးကနိုင်စက္ကန့်တန်သွားနေတဲ့တောက်ဆိုတဲ့အတန်ကလွယ်ရင်ညကဘာမှအတန်မကြားရအောင်တိတ်ဆိတ်လုံးနေတယ်အခန်းထဲမှာဦးမင်းသူတယောက်တည်းထိုင်နေတယ်သူ့ရှိမှတော့အရက်ခွက်တစ်ခွက်နဲ့စာအိတ်ညိုတစ်လုံးသူ့ရဲ့လက်ချောင်းတွေကတုံရီနေသလိုရှိနေပေမဲ့မျက်နှာကတော့ကြောက်ရွံ့လိုပဲဘာလို့လဲဆိုတော့သူဟာလွန်ခဲ့တဲ့3နာရီကမှမြို့မှာလူတက်မှုတစ်ခုကိုကျူးလွန်ခဲ့တာလေမြို့ရဲ့အချမ်းသာဆုံးတထေးကြီးကိုတနက်တစ်ချက်တည်းနဲ့အပြတ်ရှင်းခဲ့ပြီးဒီဟိုတယ်ထဲမှာခဏပုံနေရဖြစ်တယ်သူ့ရဲ့အစီအစဉ်ကတော့ရှင်းတယ်မနက်မိုးလင်းတာနဲ့ဒီနိုင်ငံကနေသင်္ဘောနဲ့ထွက်ပြေးရမယ်အဲ့ဒီချိန်တွင်းမှာပဲတကားခောက်တန်တစ်ခုထွက်ပေါ်လာတယ်တက်ဦးမေသူတကောလုံးကိုကြက်သိမ်းဖြန်းကနေထသွားတာပေါ့ခါချာကတနက်ကိုဆန်းရင်ဘသူလဲလို့မေးလိုက်တော့အပြင်ကပြန်ပြေတာကရုံးစားပစ်ပါရဲ့ခင်ဗျာဦးမေသူတကားကိုဟားလိုက်တော့ဝန်ထမ်းလေးတယောက်ကဝိုင်းပလင်းကိုကင်ပြီးပြုံးပြုံးလေးရနေတယ်ဦးမင်းသူကဘာမှမထားဘူးလို့ညင်းပေမဲ့အဲ့ဒီကောင်လေးကဒါကဟိုတယ်ကပေးတဲ့နှုတ်ဆက်လက်ဆောင်မှာလူချင်းပြီးမနေ့ဖြတ်ခရီးထွက်မှာမလားလို့ပြောပြီးအခန်းထဲကိုဝင်လာတယ်အဲ့ဒီကောင်လေးရဲ့အကြည့်တွေကစပွဲပေါ်ကစာရဲ့အညိုစီမှာခဏတာရက်တန့်သွားတာကိုဦးမင်းသူတတိထားမိလိုက်တယ်ဒါပေမဲ့ဝန်ထမ်းလေးကဘာမှမပြောဘဲအခန်းထဲကနေပြန်ထွက်သွားခဲ့ပါတယ်ညတကောင်12နာရီဦးမင်းသူဖုန်းထဲကိုစာတစ်စောင်ရောက်လာတယ်သူ့ကိုခိုင်းနေသူစီရပေါ့မင်းနေအောင်ရဲတွေတီဝါကြီးအခုချက်ချင်းအောက်ကိုဆင်းခဲ့အောက်မှာကောင်းတစ်စီစောင့်နေလိမ့်မယ်တဲ့ဦးမင်းသူလည်းပြတလဲလဲနဲ့လေကားကနေအပြေးလွှားဆင်းလာခဲ့တယ်ဟိုတယ်အမောင်ထဲမှာဆက်နှိုးပြီးစောင့်နေတဲ့ကားအနံ့ရောက်တစ်စီးသူကားနောက်ခန်းထဲကိုလှုပ်ခနဲဝင်ထိုင်လိုက်ပြီးမောင်းတော်လို့အော်ပြောလိုက်တယ်ကားကမြို့ပြင်ကိုတချိန်ထိုးမောင်းထွက်သွားပြီးအဲ့ဒီတော့မှဦးမင်းသူစိတ်ချလက်ချတပ်ပြင်းချနိုင်တော့တယ်သူကားမောင်းသူကိုမှန်ထဲကနေတဆင်လှမ်းကြည့်လိုက်တဲ့အခါဟာခုနကဟိုတယ်ဝင်ထဲမှာလားဦးမေသူလန့်သွားပြီးမင်းကဘာလို့ဒီမှာလဲလို့မေးလိုက်တယ်ဝန်ထမ်းလေးကအေးစစ်စစ်ပဲပြန်ပြေတယ်ကျွန်တော်ကခမားကိုခရီးပို့ပေးမယ်သူလေးတဲ့ဦးမင်းသူကမင်းကိုဘယ်သူလွှတ်လိုက်တာလဲလို့ထပ်မေးတော့ဝန်ထမ်းလေးကမဲ့ပြုံလေးနဲ့ပြန်ပြေလိုက်တာကအသေးရစရာဗျာသူကကျွန်တော်ကိုခမားတင်ကြတက်လိုက်တဲ့လူကြီးမင်းကကြိုပြီးငှားထားတာပြရတဲ့ဦးမင်းသူနားမလည်နိုင်တော့ဘူးသူကတေးပြီးသွားပြီကွာလို့အော်လိုက်တာပေါ့ဝန်ထမ်းကအေးဆက်လေးတန်နဲ့ပြန်ပြောတယ်ဟုတ်တယ်သူတေဝါးကြီးဒါပေမဲ့ तू ကခမားလာတတ်မယ်ဆိုတာကိုကြိုသိနေတယ်ပြီးတော့ तू ပြောသေးတယ်ငါ့ကိုတတ်တဲ့သူကိုငါကိုယ်တိုင်တိတ်မစ်စီခေါ်သွားမယ်တဲ့ဒါကြောင့် तू မသိခင်ကတည်းကကျွန်တော်ကိုအခပေးပြီးခမားအတွက်အထူးခရီးစဉ်စီစဉ်ထားရတာအဲ့ဒီစကားဆုံးပြီးချိန်မှာပဲတကားတွေအကုန်လော့ကျသွားတယ်ကားတိုင်ခွက်ကနိုင်က12နာရီ5မိနစ်ကားနောက်ခန်းခုံကနေတီဆိုရက်စက္ကန့်တန်ထွက်လာတယ်လူငယ်ကလေးကကားကိုလမ်းဘေးမှာထိုးရက်လိုက်ပြီးသူကိုယ်တိုင်ကတော့ကားပေါ်ကနေခုန်ချသွားခဲ့ပြီဦးမင်းသူနောက်လှမ်းကြည့်လိုက်တဲ့အခါမှာတော့သူ့ခြေထောက်အောက်မှာအချိန်ကိုက်ပုံတစ်လုံး 0.03 စက္ကန့် 0.02 စက္ကန့် 0.1 စက္ကန့်ဦးမင်းသူရဲ့နောက်ဆုံးကတော့သူတက်ခဲ့တဲ့လူကြီးမင်းစီကိုတန်တန်မတ်မတ်ရောက်သွားခဲ့ပါပြီ